မြန်မာစံနှင့်စကွဲကို EU နှင့်အခြားဆေးကွာနိုင်ငံများမှပြောင်းဝဲနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစံနဲ့စကွဲကို EU နဲ့အခြားဆေးကွာနိုင်ငံတွေကယခုအပတ်မှစတင်ပြီးပြန်လည်ဝယ်ယူနေပြီဖြစ်တယ်လို့မြန်မာနိုင်ငံစံစပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေသိရပါတယ်။လက်ရှိမှာ EU ကငါးမှတ်ဆန် TPS တန်ကိုဒေါ်လာ330ငါးမှတ်ပေါင်းဆန်တန်ကိုဒေါ်လာ440 450အာရှဈေးကွက်ကငါးမှတ်ဆန် TPS တန်ကိုဒေါ်လာ325နဲ့ဈေးပေးဝယ်နေပြီး EU ဈေးကွက်ဟာမြန်မာစံနဲ့စကွဲရဲ့အဓိကဝယ်လက်ဖြစ်ကဝယ်ယူမှုရနာထားရာကနေပြန်လည်ဝယ်ယူလာတာဖြစ်တယ်လို့သိရပါတယ်။စံနဲ့စကွဲတင်ပို့ရှာမှာတရုတ်ဈေးကွက်ကိုဒုက္ခမျိုးအစား10မှတ်ဆန် TPS တန်ကိုဒေါ်လာ325 330အာဖရိကဈေးကွက်ကို35မှတ်ဆန်ရိုးရိုးစာတန်ကိုဒေါ်လာ285 280စကွဲ B1 B2 တန်ကိုဒေါ်လာ285ဈေးနှုန်းတွေနဲ့ရောင်းနေရတဲ့လို့သိရပါတယ်ရှင်။